ကျွန်တော်စီရင်ကနေစဉ်ထွန်းမှာပဲအနေတို့ရက်ကွက်မှာတော့တကားတဲ့စော်ကုန်များပြီခင်ဗျာအပေါ်ကနေရလည်းနှစ်ယောက်စလုံးကိုဖိထားတယ်အောက်ကနေရလည်းပြန်ထိုးတယ်ခင်ဗျာရှင်တွေကတော့တော်လေးကိုရှုပ်ချက်ခက်နေတဲ့အနေထားကိုလည်းမြင်တွေ့ရတယ်ခင်ဗျာမြင်တွေ့ရတဲ့အခင်းချင်းအနေထားရတော့ပဲရောင်းဝယ်ပြုလုပ်နေရင်ကနေမင်းပဲတဲ့ငါပဲကပိုကောင်းတယ်အဲ့ဒီငါပဲပိုကောင်းတယ်ဆိုပြီးတော့ညှိခဲ့ပုံရတယ်ခင်ဗျာအပေါ်ပိုင်းမှာတိုက်စစ်ဖွင့်ပြီးတော့အပြန်လန်ထိုးနေကြပြီမဲ့အောက်ပိုင်းမှာလက်ဟာမှုတွေကိုတော့မကြာခဏမြင်တွေ့နေရပြီးဒီကနေ့ပွဲစဉ်မှာအနေတို့အားလုံးအတွင်းကမောင်းပြီးဝှစင်တားခြင်းမရှိတာတော့တော်လေးကိုထူးခြားတဲ့အချက်လို့ဆိုရမှာလည်းဖြစ်ပါတယ်ဒီချိန်မှာပဲစောစောကတွန်းထုတ်ခံလိုက်ရတဲ့အနေကတော့ခွင်းလုံးချွတ်ပြီးတော့ပြိုင်ပွဲတွင်းကိုဝင်ရောက်လာတာခင်ဗျာချရတယ်ခင်ဗျာချရတယ်ခင်ဗျာအကုန်လုံးကယောက်ျားချင်းတွေဖြစ်တဲ့အတွက်ပစိုးကျွတ်တာမကျွတ်တာတော့အရေးမကြီးတော့ဘူးခင်ဗျာအနိုင်ရလက်ကိုပုံဖော်သွားနိုင်ဖို့ကပုံမူပြီးတော့အရေးကြီးနေတာလည်းဖြစ်ပါတယ်။ဒီနေ့အပြင်ဒီကနေ့ပွဲစဉ်မှာဖောင်ပြင်တာကိုဂူးမဆိုင်တဲ့အနေတို့အဖွဲ့ရပဲအနိုင်ရရှိသွားဖို့ရှိနေတာဖြစ်တယ်။ပြိုင်ပွဲစတင်လိုက်တဲ့အချိန်မှာ stand fight ပုံစံမျိုးနဲ့ဦးစားပေးပြီးတော့ရှင်ပြိုင်ထိုးတက်နေကြပြီမဲ့လည်းပြိုင်ပွဲပြီးကနေအချိန်မှာတော့ချုပ်ကွက်ကိုအသုံးပြုပြီးနဗန်းလုံးနဲ့ပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးတက်လာကြတာကိုလည်းတွေ့ရတယ်ခင်ဗျ။တစ်ချက်ထိုးလိုက်ရင်ဖုံတွေထပြီးလွင့်သွားတာဘောလိဝုဒ်ကားထဲမှာပဲရမယ်ခင်ဗျ။အပြင်မှာတော့မြင်တွေ့ရတဲ့အတိုင်းပဲပစိုးကျွတ်သွားရင်တော့လက်နဲ့ပြန်ဆွဲတင်ဖို့အချိန်မရတဲ့အနေအထားဖြစ်ပါတယ်။ပွဲစဉ်ကသူ့ဘက်ကိုယ့်ဘက်အရှုံးနိုင်အဖြစ်မပေါ်သေးတဲ့အခြေအနေမှာပွဲစာတွေကချနေတဲ့အနေတို့အပြင်လူစားလဲပြီးတော့ထပ်မံဝင်ရောက်လာတဲ့အနေတို့ကလည်းဝင်ချပြီခင်ဗျာ။ပြိုင်ပွဲအတွင်းကိုလူစားလဲပြီးဝင်ရောက်လာတဲ့ရင်ဘတ်နံပါတ်69နဲ့အနေကတော့လဲတယ်ခင်ဗျာ။စလာတဲ့ကို ground ကြိုက်ထားတာခင်ဗျာ။မြင်တွေ့နေရတဲ့ပုံစံတိုင်းဆိုရင်တော့အနေတို့ရံပွဲကတော်ရုံနဲ့ပြီးမဲ့ပုံမပေါ်ဘူးခင်ဗျာ။ဒါပေမဲ့လည်းဒီပွဲမှာအရှုံးနိုင်အဖြစ်မပေါ်ခဲ့ရင်တော့မှအနေတို့ရဲ့ဖောင်ပြင်ကြီးတွေကိုမြင်တွေ့လိုက်ရတာအမျက်ပဲလို့စီစဉ်တင်ဆက်နေပဲကျွန်တော်များစီစဉ်တင်ဆက်နေမှုကိုရက်နာခွင့်ပြုပါခင်ဗျာ။